အားလုံးပဲမင်္ဂလာပါခင်ဗျာယခုကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာကြီးဝင်းဖေရဲ့မျက်မှန်အမည်ရတဲ့ဝတ္ထုတော်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်နားဆင်ကြည့်ပါအောင်ခင်ဗျာမျက်မှန်ဟောအတော်ပဲမောင်ချူလာတို့ဒီမှာဘယ်နဲ့ရလဲမောင်သိန်းပါနဲ့နေပါအောင်အားလုံး6ယောက်ပေးလိုက်ပတ်စံလက်ဖက်ရည်ဖို့မောင်ရမှားလိုက်တဲ့မျက်မှန်ဝယ်ခဲ့ပြီဝမ်းသာလိုက်တာကျုပ်မျက်စိအဝေးမှုံမှုံနေတာကြာပြီဒီတော့ကမွန်းညင်းမှာမျက်မှန်ဝယ်မရလို့မန္တလေးကဝယ်ခဲ့ဖို့ဗာကြီးသိန်းစီမှားလိုက်တာလေကျုပ်ဗာကြီးသိန်းစီကမျက်မှန်ကိုယူပြီးတက်ကြည့်လိုက်တော့စိုက်ကအတော်ပဲအန်ကိုကြလို့အိမ်ပြင်ခဝေးဝေးကိုလှမ်းကြည့်လိုက်တော့လေအရင်ကဝါးဝါနေတဲ့အမြင်ဟာတခါတည်းကိုကြည်လင်သွားတာပဲဗာကြီးသိန်းကျွန်တော်ပေးလိုက်တဲ့ငွေ100နဲ့လောက်ရလားစိုက်ခဲ့ရသေးလားမျက်မှန်ကတော့သိကောင်းတာပဲဗျာဗာကြီးသိန်းကိုကျေးဇူးတင်လိုက်တာသိတယ်မင်းပေးလိုက်တဲ့ဒီဂရီနဲ့မလွှဲရအောင်ငါသေးသေးချာချာဂိစိုက်ပါရကွာငါကိုယ်တိုင်မျက်မှန်ပရင်ကိုချစ်စီမှာအခောက်ခါတော့ပြီးစိတ်ကြိုက်၍စိတ်ကြိုက်စစ်ပြီးလောက်ခဲ့တာကွာ80ပဲကြပါတယ်အေးကျန်တဲ့ငွေ20တော့မေ့လိုက်တော့ငါသုံးပလိုက်ပြီရပါတယ်ဗာကြီးသိန်းရဟေးမောင်တန်းရော့ပိုက်ဆံလက်ဖက်ရည်သွားဝယ်ခွာကျုပ်ဗာကြီးသိန်းကိုတကယ်ကျေးဇူးတင်တယ်ဗျာမျက်မှန်နဲ့ကျွန်တော်မျက်လုံးနဲ့ကတကယ်ကွက်တီပဲပတ်ဝန်းကျင်ကိုကြည့်ရတာတကယ်ကိုခုမှအားရပါရပြန်ဖြစ်လာတယ်အဲ့ဒီချိန်မှာဗာကြီးသိန်းကတော့တစ်ဖွဲ့လုံးကိုဒီမျက်မှန်ရအောင်သူဘယ်လိုအပင်ပန်းခံခဲ့ပြီးသွားခဲ့လာခဲ့ပြောခဲ့ဆိုခဲ့ရတဲ့အကြောင်းအကြီးအကျယ်ရှင်းပြနေပါတယ်ကျုပ်လည်းဗာကြီးသိန်းကိုကျေးဇူးတင်ကြောင်းသိတ်ကျေးဇူးတင်ကြောင်းအများကြီးကျေးဇူးတင်ကြောင်းအလွန်လဲအားနာပါကြောင်းပြောပြပါတယ်ဗျာအဲ့ဒါကဗာကြီးသိန်းရောက်တဲ့နေ့ကအဖြစ်နောက်နေ့ကျတော့ဒေါ်လာမေတို့အလှူမှာဗာကြီးသိန်းနဲ့ပြန်ဆုံတယ်ကျုပ်ကလည်းသူဝယ်လာတဲ့မျက်မှန်နဲ့စတိုင်ကိုကြားလို့ပေါ့အလှူလာတဲ့ဧည့်သည်တွေကလည်းအတော့ကိုစီးတယ်ဗျဗာကြီးသိန်းကကျုပ်ကိုလည်းမြင်ရောဝမ်းသာအားရလှမ်းခေါ်ပြီးမျက်မှန်ကိုခဏချွတ်ခိုင်းပြီးသူ့ဘေးမှာဝိုင်းနေတဲ့သူတွေကိုပြတယ်အားလုံးကလည်းမျက်မှန်ကောင်းကြောင်းပုံတွက်ကြောင်းမှန်သားလည်းအကောင်းစားဖြစ်ကြောင်းပြောကြတယ်ဗာကြီးသိန်းကလည်းကျုပ်တော်မူသူဘယ်လိုကြိုးစားပန်းစားပြင်ပန်းခံချင်းကုန်ခံပြီးဝယ်ခဲ့ရကြောင်းပြောပြတယ်ကျုပ်မှလည်းကျေးဇူးတင်ကြောင်းတွေထပ်ပြောရပြန်တာပေါ့ဗျာဟုတ်လဲဟုတ်ပြီတာပဲကျုပ်အတွက်သူလှုပ်ခဲ့ကန်ခဲ့တာကတည်တက်နဲ့ကွက်တိစိတ်တိုင်းကြဖြစ်နေကြတယ်မဟုတ်လားဒါကိုဗာကြီးသိန်းကလည်းဂုံယူလို့မဆုံးမဲ့ခင်ဗျအဲ့ဒီညနေကမန္တလေးကဧည့်သည်နှစ်ယောက်နဲ့အတူဗာကြီးသိန်းအိမ်ကိုရောက်လာညနေစာကျုပ်စီမှာစားမယ်ဒါလေးမြန်အဆန်းလားရတယ်သိရတာပေါ့ချက်ချင်းပဲကျုပ်ဆိုင်တမင်းတွေမှားပြီးစီစဉ်လိုက်ပါတယ်ဒါပေမဲ့အချိန်ကြိုက်ကလေးလိုဖြစ်နေလို့ run the blink လောက်ရရင်သိကောင်းမယ်လို့ဗာကြီးသိန်းကပြောတယ်ရတယ်ရပါတယ်အလုံးပြောပပပေါ့ကျုပ်ချက်ချင်းပဲအပြေးဝယ်ခိုင်းလိုက်ပါတယ်အမြည်တောင်ထပ်ဝယ်လိုက်သည်ရေခဲဆိုတာလည်းအပြည့်စုံဒါပေမဲ့တောက်ခါနေကြမှာကျုပ်စိတ်ထဲမှာတခုအောင်သွားတယ်ကဲကိုလူတို့ချကြဘာမှအမနာနဲ့မောင်ချူဆိုတာကကျုပ်နဲ့သိရင်းပါတယ်ပြီးတော့ဒီတစ်ခေါက်သူ့အတွက်ကျုပ်ကမျက်မှန်တက်လက်ဝယ်ခဲ့ရတာဗျဒီမျက်မှန်မရှိရင်ဒီလူကအကန့်မယ်ဘာမှကောင်းကောင်းမြင်ရတာမဟုတ်တနေ့ကားတိုက်ခိုင်းရမလားစပိန်တိုက်ခိုင်းရမလားနဲ့ထိတ်နေခဲ့ရတာဟုတ်တယ်မလားမောင်ချူကဲကြည့်လောက်လာဗျကျုပ်သူ့ကိုထမင်းကျွေးတယ်ဆိုတာကျုပ်တို့မုံညံသားတွေစေတနာစရိုက်ဗျဒီလိုပဲကျုပ်တို့စီကဖော်ယူကြပါတယ်သူလည်းအသိပါဗျခုတော့မျက်မှန်ဝယ်ပေးလို့ပဲကြွေးရတယ်လို့မှန်တာပြောရင်ကျုပ်ကနည်းတော့အောက်နေဗျအဲ့ဒီနောက်မှာအရက်တောက်ရင်းနဲ့ဒီမျက်မှန်ကိုသူဘယ်လိုခက်ခဲဝယ်ခဲ့ရကြောင်းပြောပြန်ရောဗျအဲ့ဒီနှစ်ယောက်ကလည်းမန္တလေးသားတွေပဲဗျဗာကြီးသိန်းကိုထောက်ခံကြတယ်မန္တလေးမှာခုတလုံးမျက်မှန်ရှားကြောင်းဝယ်ရခက်ကြောင်းဈေးကြီးနေကြောင်းကျုပ်အနေနဲ့အရတော်ကြောင်းကံကောင်းကြောင်းပေါ့ဗျာလောက်ကြတာလေကျုပ်ကလည်းအိမ်တယ်မဟုတ်လားခေါင်းတငိမ့်ကြီးနဲ့မပြုံးခြင်းပဲလဲပြုံးထားရကျေးဇူးတင်ကြောင်းလည်းထက်ပြောရတယ်စိတ်မပါပဲလုံနေရတယ်ဗျာကျုပ်ဒုက္ခကိုခင်ဗျားတို့စဉ်းစားကြည့်ရင်သိပါတယ်နောက်နေ့ဖြစ်ကတော့ပူဆိုးတယ်ဗျို့ကျုပ်ကလက်စွပ်ကလေးတကွင်းရောင်းမှုပွဲစားနဲ့ထည့်လိုက်တာပေးတဲ့လူက9000ပေးတယ်ဗျာအဲ့ဒါကိုဗာကြီးသိန်းကသူကြိုက်တယ်ဆိုပြီး6000နဲ့ဖြည့်ယူလိုက်တယ်
ပွဲစားကကျုပ်သဘောကိုပြန်မေးပါအောင်နဲ့ပြောတော့ပြောနေကြမလို့ပါဘူးတဲ့မောင်ချူကိုပိုက်မာတယ်ဒီတစ်ခေါက်မောင်ချူအတွက်မျက်မှန်ဝယ်ခဲ့လို့မောင်ချူကသူ့ကိုဘယ်လိုကျေးဇူးဆက်ရမှန်းတော့မသိအောင်ဖြစ်နေတာတဲ့ကဲထားတော့ကျုပ်ကအဲ့ဒီလက်စွပ်ကို4000နဲ့ဝယ်ထားတာပါ6000ဆိုလဲသူကြိုက်တယ်ဆိုရင်သူ့အတွက်ဆိုရင်ဖြစ်ပါသေးတယ်ခုတော့ပစ္စည်းကိုမန္တလေးရောက်အောင်တော့မဆောင်ဘူးမိုးညင်းမာတယ်8000နဲ့ပြန်ရောက်လိုက်တယ်ဗျာကဲကောင်းကြရောအဖိတ်နေကတော့ဈေးတိတ်ကလက်ဖက်ရည်ဆိုင်မှာဘာကြီးသိန်းနဲ့ကြောက်ပွဲစားတိုက်ထိုင်နေကြတာမြင်လို့ကြပြားဈေးမြောက်ဘက်ကပက်ပြီးလစ်ခဲ့ရတယ်ကျုပ်ကိုမြင်သားရင်သိတယ်မဟုတ်လားဘယ်လွယ်လိုက်မလဲဒီမျက်မှန်ကြောင်ပြောဦးမယ်ကျုပ်ကကျေးဇူးတင်ကြောင်ပြောရအောင်မယ်သူ့ကိုမပြောနဲ့ကျုပ်ကိုကျုပ်တောင်နာကြပြန်ကတ်တယ်ဗျာကျုပ်ရှောင်းပါတယ်ဘာကြီးသိန်းနဲ့မတွေ့အောင်အလွန်သတိထားပါတယ်ကြောက်ပွဲစားပြီးသူကတစ်မျိုးလုံးရှောက်သွားနေတာဗျာကျုပ်လည်းမြို့ပတ်ပြေးနေရတာဗျာဒါပေမဲ့သတင်းတွေကကြားနေရတယ်ဗျာရောက်လေရမှာသူကျုပ်အတွက်မျက်မှန်ဝယ်လာလို့ကျုပ်ကသူ့ကိုအလင်းကျေးဇူးဆက်နေတဲ့အကြောင်းဘယ်လိုကျေးဇူးဆက်ရမလဲစဉ်းစားနေတဲ့အကြောင်းတကယ်တမ်းတွေးကြည့်မယ်ဆိုရင်ကျုပ်အသက်ကိုကယ်ထားတယ်လို့တောင်ပြောနိုင်ကြောင်းသူတာမျက်မှန်မဝယ်လာရင်ကျုပ်ဟာတနေ့မှုတနေ့ကားတိုက်ခံရမယ့်အကန့်ဖြစ်ကြောင်းစုံလို့ပါပဲဗျာကျုပ်မျက်စိမှုန်တာမှန်ပါတယ်ဒါပေမဲ့သူ့ကိုယ်သူတရားမလို့ဖြစ်အောင်ပြောနေရတော့လွန်လာပြီဗျာနောက်ခံပြင်းတဲ့ကိစ္စကကျုပ်စောစောကပြောခဲ့တယ်မဟုတ်လားသူပြောတဲ့စကားလေသူ့ကိုကျုပ်ကဘယ်လိုကျေးဇူးဆက်ရမလဲလို့စဉ်းစားနေတယ်ဆိုတဲ့ကိစ္စလေဘယ်လိုလဲဗျာဒီမျက်မှန်ဝယ်လာတဲ့ကိစ္စကိုကျုပ်ကစပယ်ရှယ်ကျေးဇူးဆက်နေရအောင်မလဲလားကျုပ်သူပြောလို့ကြွေးလဲကြွေးပြီးပါပြီတိုက်လဲတိုက်ပြီးပါပြီကျေးဇူးတင်ကြောင်းလဲအထက်ထက်ပြောပြီးပါပြီဒီမျက်မှန်အတွက်နဲ့သူ့ကိုပဲကျုပ်ကတစ်သက်လုံးကျေးဇူးဆက်နေရတော့မလို့သူအလကားဝယ်ခဲ့တာလည်းမဟုတ်ဘူးဗျမျက်မှန်ဘိုးကိုကျုပ်ကလုံလောက်ပေးလိုက်တာပါပိုတဲ့20တောင်သူသုံးပြစ်လိုက်သေးတယ်မဟုတ်လားကျုပ်သူတစ်ပါးကိုကျေးဇူးတင်ရမှာမနှမျောပါဘူးမတွန့်လို့ပါဘူးဒါပေမဲ့ဒီကိစ္စမှာတော့လွန်ပြီဗျာဟိုနေရာလဲဒီမျက်မှန်အကြောင်းဒီနေရာလဲဒီမျက်မှန်အကြောင်းလူစွမိတိုင်းဒီအကြောင်းပြောနေတဲ့ဗျာနေရာတကာမှာကျုပ်ကြားနေရတယ်ကိုငုံပြောမယ်ကျုပ်အိမ်မက်ထဲမှာတော့အများရှိမှာကျုပ်မျက်မှန်ကိုချွတ်ခိုင်းပြီးသူဝယ်ခဲ့တဲ့အကြောင်းပြောတယ်ဗျာကျုပ်အိမ်မက်ကလန့်လို့တယ်ဇောကျေးတွေများတောင်ပြန်လို့အဲ့ဒီနေ့ကတော့ဘူတာယုံကပြန်လာတဲ့ကျုပ်တူတောင်းရွှေကကျုပ်ကိုတကူးတက်ကဝယ်ပြောတယ်လေးချူဒီနေ့ယထာနဲ့ဘာကြီးသိမ့်မိတ်ဆွေ6ယောက်ပါလာတယ်တလန်းလုံးတောက်လာကြတယ်နဲ့တူတယ်ဘူတာယုံမှာဘာကြီးသိမ့်လာကြတော့စူးညံနေတာပဲအဲ့ဒါဘာကြီးသိမ့်ကပြောနေတယ်တဲခိုစရာခက်ခဲရှိနေပြောတယ်သူ့အဖွဲမောင်ချူဆိုတာရှိတယ်တဲ့အဲ့ဒီမှာတဲနိုင်အောင်လိုက်ပြောပေးမယ်တဲ့သူလည်းအိမ်ပြောင်းပြီးလိုက်တဲမယ်ဆိုပဲဟိုလူတွေကအင်တင်လုံနေတာကိုဘာကြီးသိန်းကအားနာစရာမဟုတ်ဘူးတဲ့မောင်ချူဆိုတာကသူ့ကျေးဇူးအများကြီးရှိပါတယ်တဲ့အေးကိစ္စမရှိဘူးလာကြပါစေကွာကျုပ်တို့အန်ရရှိလို့လာပြောရှာတဲ့တောင်းရွှေတောင်အတော်အံ့ဩသွားတယ်ပြီးတော့နှုတ်ဆက်ပြီးထွက်သွားယထာဆိုင်ပြီးလို့2 နာရီလောက်ကြာတယ်ဘာကြီးသိန်းတို့ပေါ်မလာကြဘူးနောက်မှသိရတာပါအရက်ဆိုင်မှာဝင်တောက်နေကြတာတဲ့ဘယ်လောက်ကြင်ကြိုစရာကောင်းတယ်လူတွေညနေ4 နာရီလောက်ကြာမှဘာကြီးသိန်းနဲ့ဧည့်သည်6ယောက်ကျုပ်အိမ်ရှိကိုရောက်လာကြတယ်အတော်မူးနေကြပြီကျုပ်ကတော့အိမ်ရှိကထွက်ဆောင်နေတာပါကျုပ်နဲ့ဘာကြီးသိန်းမျက်နှာချင်းနဲ့ဆိုင်မိရောကျုပ်သူဝယ်လာတဲ့မျက်မှန်ကိုတက်ထားရတာချွတ်ပြီးမြေကြီးပေါ်ချပြီးဖနှောက်နဲ့4 ချက်လောက်ပောက်ပလိုက်တယ်ဘာကြီးသိန်းတို့ဖွဲ့ကြက်သေးနေကြတယ်ကဲဘာကြီးသိန်းတွေ့ပြီမဟုတ်လားခမ ्या ကိုမျက်မှန်ဝယ်ခိုင်းမိတဲ့အတွက်ကျုပ်တောင်းပန်ပါတယ်နောက်လေဘယ်တော့မှဘာမှအဝယ်မခိုင်းဝင်တော့ပါဘူးကျုပ်အိမ်လည်းဘယ်တော့မှမလာပါနဲ့တော့ဒါပါပဲကျုပ်စိတ်ကိုချုပ်ပြီးဒီလောက်ပဲပြောပါတယ်စကားလေးဆုံးရအိမ်ထဲဝင်ပြီးတကားပိတ်ထားလိုက်ပါတယ်ဘာကြီးသိန်းတို့တယောက်တစ်ပေါက်ဘာတွေပြောကြမှန်းမသိဘူးပြောကြပြီးကျုပ်အိမ်ရှိကထွက်သွားကြတယ်အဲ့ဒါကျုပ်နဲ့ဘာကြီးသိန်းရဲ့နောက်ဆုံးဆက်ဆံရေးပါပဲဒါတောင်မန္တလေးပြန်ရောက်တော့ပြောနေသေးတယ်ဗျာမိုးညင်းကမောင်ချူဆိုတဲ့သူကတော်ဆိုးတယ်သူ့အတွက်စေတနာနဲ့ဝယ်ပေးတဲ့မျက်မှန်ကိုသူနဲ့လဲကြိုက်ရသားနဲ့ဘာစိတ်ပေါက်သွားတယ်မသိဘူးရိုက်ခွဲပစ်လိုက်တယ်ဒီလူယူသွားပြီထင်တယ်တဲ့တကယ်တရားရဖို့ကောင်းပါတယ်ဗျာဝင်းဖေ1989ခုနှစ်ဩဂုတ်လရွှေအမြုတီမဂ္ဂဇင်း
နားဆင်ပေးခဲ့ကြလို့အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ